ဝတ်သားတို့တို့3ချောင်းကို10ဘတ်အတုံးဆုံးဘတ်40မွေးငါ့ကိုအကျော်နဲ့ဘတ်40ဘတ်100လောက်နဲ့ဘိုက်အကားစားလို့ရတဲ့ဆိုင်ခေါင်းတိမ်မှာရှိတယ်မထက်မဟုတ်လားဘယ်လိုလာပါရှိလာပါကမတွေ့ဘူးလေပြင်မှာမထက်လေဒီတော့ဆိုဟို Facebook မှာတွေ့ဘူးလေဒီလောက်ပေးတာလေဟုတ်ဘာမှမပြရဟုတ်ကဲ့ဟုတ်ပါဘူးဒီမှာပြချာပြီးမအောင်ကျေးဇူးပါဟုတ်ပြန်တော့ဝမ်းသာပါတယ်ရှင်ဟုတ်ကဲ့ပါရဲဒါပါဆိုင်လဲဟော့ကော်နာရဲဟလားဒါတို့ကနောက်ကျနေတာပေါ့ဆိုင်လေးကဆိုင်တိတ်ကလေးနော်ဟုတ်ကဲ့ညီမတို့စာပြီးပါပြီပြန်တော့မယ်နော်ပြန်တော့မလားလောရပြီးသွားလားစားဆုံးပြီရှင်ပြီးပါပြီရှင်ဟုတ်လားအားလုံးပဲပြန်တော့မှာ3ယောက်လုံးပြန်တော့မှာဆက်ပြီးတော့စားလိုက်အောင်ပဲမဟုတ်သေးဘူးစားချင်တာအများကြီးပဲရှိတယ်မတင်မဲ့ပဲဆက်ဆုံးကြโอเคโอเคကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါမောင်လေးခဏလောက်လာပါဟုတ်ကဲ့ပါအမကလေဒီဆိုင်လေးမှာအခုဖော့ကော်နာပေါ့နော်ဆိုင်လေးကမောင်လေးဖွင့်တာဒီနေ့ဖွင့်ပွဲမနော်ဟုတ်ကဲ့ပါမဒီနေ့ဖွင့်အမကလေဒီအစားတောက်လေးတွေစားလို့ကောင်းတော့လေဟိုအမဘလော့လေးတစ်ခုလောက်ရိုက်စင်လို့ရလားဟုတ်ကဲ့ပါမရပါတယ်ခုနကတော့လည်းအမကိုလမ်းခေါ်ရမိတ်ဆက်တဲ့လူတွေနော်သူတို့လည်းဘလော့လိုက်ရတာမလားရပါတယ်ဟုတ်အဲ့ဆိုအမကိုဘလော့လေးရိုက်ခွင့်ပြုပါနော်ရပါတယ်အဲ့ဆိုမဖုန်းဆက်ပြီးမဖွဲ့ခေါ်လိုက်မယ်နော်ဟုတ်ကဲ့ပါခေါ်လိုက်ပါကျေးဇူးဟယ်လိုလိုမတက်ဒီမှာလေဖော့ကော်နာဆွဲဆိုင်တာလေအရန်စားလို့ကောင်းတယ်ဒီလားအဲ့တော့အမဘလော့ရိုက်ချင်လို့အခုချက်ချင်းလာခဲ့ပြီနော်ဟုတ်ပြီအဲ့ဆိုကျွန်တော်အခုချက်ချင်းထွက်ခဲ့မယ်ကျွန်တော်အခုထလာကောက်တယ်ညီညီလေးပဲအေးဟုတ်ပြီစောင့်နေမယ်နော်โอเคဟုတ်လာခဲ့မယ်နော်ဟုတ်ဒီဟာကြတော့မန္တလေးအထမ်းကြီးရှည်တဲ့အရန်မိုက်တယ်မိုင်းမာထားတဲ့အစုံတော့ကောအိုးဒီမှာဒါကတော့ရန်ကုန်အစုံတုတ်ပါရှင်ဒါလေးကတော့ဝတ်သားဒဲကြီးချက်ပါဒါလေးကတော့ရန်ကုန်မွေးငါတဲ့မွေးနေရောပဲဒါကြည့်လိုက်တော့မယ်မပြောဘူးလေရောမပြောဘူးလေလည်းပါတယ်ဒီမှာအိုဘဲဦးဒါလေးကအိုဘဲဦးလေးနော်အိုဘဲဦးလေးနဲ့မွေးငါဆိုင်အိုဘဲဦးပိုင်ဘယ်လောက်ကောင်းလဲဆိုတာသိပါတယ်ရန်ကုန်မွေးငါထားလေးတွေပေါ့နော်မွေးငါကလေတကယ်ကိုရန်ကုန်အရသာစစ်ပါရန်ကုန်ရတာစစ်မှုကြိုင်နေရောပဲရန်ကုန်ပဲပြားလေးတွေရောပဲကြော်အဆုံးတော့လည်းရရတာရှိရဒီမှာလည်းမာတာတခုရောက်လာပြန်ဒါလေးကငါဖဲအစာတော့တယ်ငါဖဲအစာတော့တယ်စားပါသိရမလားငါဖဲအစာလို့ဆိုတာဘယ်လောက်တောင်ရတာရှိတယ်ဆိုတာနော်စားဘူးသူတိုင်းသိတယ်ဒီဆိုင်လေးမှာလာစားကြည့်ပို့လို့ရတာရှိတယ်ပို့ပြီးရတာရှိတယ်လာစားကြည့်နော်ငါဖဲအစာစစ်လေးအရသာမွေးနေတာပဲငါဖဲလေးကလည်းဣနေတာပဲဝတ်သားတဲ့ကြီးချက်ကစားကောင်းမှာပေါ့ဒီကသမင်းကြော်ကလေမြန်မာပြည်ကလာတဲ့မြန်မာဆန်စစ်နဲ့ကြော်ထားတာလေအရန်ကောင်းဆန်ဆိုလို့ရှိရင်မြန်မာဆန်ပဲကျွန်မစားတတ်တယ်ကျွန်မအရန်ကြိုက်ပါတယ်အားပါပြီဗျဒါရခိုင်မှုဒီပေါ့နော်ဟုတ်ကဲ့ရခိုင်စစ်စစ်ပဲစင်ပြေလာခိုင်မုတ်ဒီကလေရခိုင်အရသာစစ်စစ်ရတယ်အဲ့တော့ဒီမုတ်ဒီကြောင်မအောင်ရှင်းပြပေးပါဦးတစ်ချက်လောက်ရခိုင်လိုပြောလိုက်ရနော်ဟုတ်ကဲ့ခင်ဗျဟုတ်အတာလီစောပါရခိုင်မုတ်ကကြာလို့ရှိရင်ရခိုင်လာဆက်တော့ဆိုင်တော့ဖြစ်ပါရဲ့မိုးရခိုင်အရသာစစ်စစ်ပေါ့နော်ဘလို့ရှိကြီးဒီထက်မှာငါဖေး3တိဝါတာ3တိကိုတော့ရခိုင်ပဲမျိုးသုံးလို့ရပါရဲ့နေအားကြောင့်တက်လက်ခေါင်းနဲ့စီမှာပါပေါ့ကန်တာဆိုလို့ရှိရင်ထားလို့ရှိလွယ်ပါပေါ့နော် online မှာလေးမှာလို့ရပါတယ်ဘောနဲ့လေးပို့ပြပါတယ် page လေးရှိပါတယ်ဟုတ်ကဲ့အဝေးရောက်နေလို့ဒီနားမလာနိုင်တဲ့လူရှိရင်မှာလို့ရတယ်နော်ဘောရေပြီးသွားဘောရေ grade နဲ့လေးပို့ပေးရတယ်ပို့ပေးတယ်ပေါ့နော်ရှိရဗျဒီဆိုင်လေးကိုလာတာအရန်ကိုလွယ်ပါတယ် MRT Queen City K Station Exit 1ကနေထွက်တာနဲ့ရောက်ပါပြီထောင်တိုင်ဈေးဘေးမှာရှိတဲ့ 7-Eleven ဘေးကနေပြီးတော့ဝင်လိုက်တာနဲ့ရောက်ပါပြီ bus stop လည်းရှိပါတယ်အဲ့ဒီဘေးကနေပြီးတော့ဝင်လာလိုက်လို့ရှိရင်ကုံကျောင်းဆိုင်တန်းဘေးမှာအဲ့ဒီဆိုင်လေးရှိပါတယ်ဒီဆိုင်လေးရဲ့ထူးခြားချက်ကတော့ဈေးသက်သာမယ်အရသာရှိမယ်အရန်တန့်ရှင်းမယ်အဲ့တော့ဒီဆိုင်လေးကိုလာခြင်းလို့ရှိရင်မမေ့နဲ့နော်သူ့ရဲ့နာမည်က Popcorn တဲ့